ဘဝကိုတကယ်ချစ်မြတ်လို့ရဲဆိုရင်ပြုလုပ်ရမယ့်အချက်နှစ်ချက်နံပါတ်1ကျမတို့ပညာကိုအတန်းပညာနဲ့တင်ကျမတို့ကရက်တန်သွားတာမျိုးမဟုတ်ပဲနဲ့ဘဝမှာလေးလာမှုတွေသင်ယူမှုတွေစီးပူးမှုတွေကအရန်ကိုအရေးကြီးတယ်ဒီအရာတွေကနေကျမတို့ပညာရှိခြင်းအပေါ်မှာဘဝရဲ့အမြင့်အတက်အကျလောကဓာတ်တရားတွေကိုကျမတို့ကရင်ဆိုင်ဖြေရှင်းနိုင်တယ်ဒါကြောင့်အမြဲတမ်းသင်ယူလို့ဖို့လိုအပ်တယ်ကျမဆိုရင်အမြဲတမ်းသင်ရရင်အရန်ပျော်တယ်ကိုယ့်ဘဝမှာသင်ကြားမှုလေးတွေအသစ်အဆန်းလေးတွေကိုယ့်ဘဝတိုးတက်ဖို့အရာလေးတွေဆိုရင်ကျမကလေတင်ယူနေရရင်ကိုပျော်နေတာပညာဘဟုတုတစီးပူးထားလို့ဒီရဲ့အသည့်လေးတွေနှလုံးသားထဲမှာကိန်းအောင်နေတယ်ဆိုရင်ကျမတို့ရဲ့မိသားစုဘဝတွေလည်းတကယ်ကိုတိုးတက်ပါတယ်နံပါတ်2အချက်ကျမ်းမာရေးကတော့ဘဝမှာတကယ်ကိုအရေးကြီးဆုံးအရာပါပဲကျမတို့အောင်မြင်ဖို့အတွက်တိုးတက်ဖို့အတွက်အိမ်အောင်ရေးမိသားစုအားလုံးအောင်မြင်တိုးတက်ဖို့အတွက်ကကျမ်းမာရေးကနံပါတ်1မှာရှိတယ်ဒါကြောင့်ကျမတို့ကကျမ်းမာရေးကိုလည်းဘယ်လိုပုံစံနဲ့နေထိုင်စားသောက်ဖို့လိုအပ်လဲဆိုရင်ကျမတို့ကဖြစ်မှကုတာတဲ့ကြိုတင်ကာကွယ်မှုတွေနဲ့ကျမတို့ကသွားလို့ရတယ်စီးချိုမဖြစ်ချင်ဘူးမိဘမျိုးရိုးစီးချိုရှိရကိုမဖြစ်ချင်ရတယ်6လတစ်ကြိမ်ကျမတို့ကတည်တည်ချာချာစစ်ပြီးရင်နေထိုင်မှုစားတောက်မှုကိုပုံစံတကျစားဒါဆိုရင်ကျမတို့ကကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့မှအသိပညာရှိထားတယ်ဆိုရင်ကျမတို့ရဲ့ဘဝမှာပျော်ရွှင်နိုင်တယ်မကျမ်းမာတော့ဘူးဆိုရင်ကြားမြချင်းရဲ့တန်ဖိုးကိုသိတဲ့အချိန်မှာကိုဘာမှလုပ်လို့မရတော့ဘူးဒါကြောင့်ဒီနေ့ကျမများဝေပေးလိုက်တဲ့အရာလေးကမိတ်ဆွေတို့အတွက်အတွေးလေးတစ်ခုရရှိသွားခဲ့မယ်ဆိုရင်တော့ share ပေးခဲ့ပြီးတော့မှ follow လေးလုပ်ခဲ့ပါเนาะကျမကတော့မျိုးသမီးတွေရဲ့ဘဝနေထိုင်မှုတွေကိုနေ့စဉ်စိတ်ဓာတ်ခွန်အားတွေပြောကြားပေးနေတဲ့ဟာပါဝါချိုးစင်ဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်